အဲ့ဆိုရင်ဒါမန်နယ်ကက်ရဲ့ဒါပြောရင် USC ပွဲဥအတွက်ဖြစ်ပြီးတော့ဒါအဲ့ဒီချိန်လေးဆိုရင်ဒါပန်တိုဂျာရဲ့အတွေ့အကြုံနဲ့ဒါ PR ပေးကစားနိုင်မှုတွေကိုဒါမြင်ရတဲ့ပွဲလည်းဖြစ်ပါအားလုံးပဲမင်္ဂလာကျွန်တော် Sport Game မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါပထမဆုံးအဓိကအချက်အနေနဲ့ဆိုရင်ဒါကျွန်တော်မြင်ရပြန်တာကိတ်ကတော်တော်လေးကိုအချိန်ယူဆောင်ဆိုင်လုံးနေခဲ့တယ်လို့မြင်နေဗျဘာလို့ဆိုရင်ဒါကိတ်ကသူ့ရဲ့လင်းမြန်မှုတွေနောက်ပြတော့ခြေလန်းနဲ့ဒါ counter strike တွေကဆိုရင်သူ့ရဲ့အရေးချင်းတော်တော်လေးကိုကောင်းတယ်လို့တော့မြင်တယ်ဒါပေမဲ့ဒါပြောရင်ဒီဘက်မှာဆိုရင်ဒါပန်တိုဂျာဖွင့်လာတဲ့အချိန်တွေကိုသူကအလွန်စောင့်နေခဲ့တာကြောင့်မို့လို့ဒါသူ့ရဲ့ထိုးချက်တွေမှာဆိုရင်လက်သီးပြန်ထွက်မှုအားတွေကဒါတော်တော်လေးနည်းနေခဲ့လို့တော့ကျွန်တော်အနေနဲ့မြင်ပါတချို့ချိန်တွေမှာဆိုရင်ဒါကိတ်ရဲ့လက်သီးတွေကဒါပို့ပြီးတော့တိကျပြီးတော့ဒါပို့ပြီးတော့မြန်ပေမဲ့ဒါတစ်ချိန်တစ်ချိန်သာထိုးပြီးတော့ဒါပြန်ပြီးနောက်ဆုတ်တာလည်းများပါတယ်ဒါ MMA မှာ business မှာဆိုရင်ဒါလှပတဲ့ counter တစ်ချက်ထက်တခြားလုံးထိန်းချုပ်ပြီးတော့ဒါထိုးချက်ပို့ထုတ်လို့နိုင်တဲ့သူအမှတ်ရဖို့လွယ်တာလည်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ဆိုရင်ဒါပန်တိုဂျာကဒါ volume နဲ့ pressure တွေကိုအဓိကထားပြီးတော့သုံးချခဲ့တယ်ပန်တိုဂျာကဒါ kick ထက်နီးပညာပိုလှတယ်လို့ဒါမဆိုနိုင်ပေမဲ့ဗျာဒါပေမဲ့ရှေ့စုဆက်တိုးပြီးတော့ဒါပွဲအရှင်ကိုသူ့ဘက်ကိုထိန်းထားနိုင်ခဲ့တယ်လို့တော့ပြောလို့ရပါတယ်သူကနောက်ကျတော့ဒါ jab နဲ့စတယ်ပြီးတော့ဒါ leg kick နဲ့လှုပ်ရှားမှုကိုလည်းဒါအနောက်ရှက်ပေးတယ်လို့တော့မြင်တယ်combination တွေဆိုရင်လည်းဒါဇက်တိုက်ထုတ်ထားတာကိုတွေ့ရတယ်လည်းဖြစ်ပါတယ်ကိတ်ကိုဒါကေးဘက်ကိုဒါပြောရင်နောက်ဆုတ်စေခဲ့တယ်လို့တော့ပြောလို့ရတယ်ဗျာဒါမှမဟုတ်ပန်တိုဂျာတဟုန်တို့တိုက်စစ်စင်တာပြောဒါပန်တိုဂျာ style လည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါပြောရရင် juice တွေရဲ့အမြင်မှာဆိုရင်ကျွန်တော်တို့ကတော့ဒီပွဲကိုဥဆောင်နေသူကဒါပန်တိုဂျာဖြစ်သွားရတယ်ပေါ့နော်ဒါပေမဲ့ပွဲသတင်းသုံးသက်ချက်တွေမှာဆိုရင်လည်းဒီပန်တိုဂျာရဲ့ပုံမမြင်မာလာတဲ့ဒါအောက်ပို့ရပဲဒါအနိုင်ရစေခဲ့တဲ့အဓိကချက်လို့ဖော်ပြထားရလည်းဖြစ်ပါတယ်တတိယချက်အနေနဲ့ဆိုရင်ဒါကိတ်ရဲ့ဒါရည်ရွယ်ချက်ကောင်းပေမဲ့ဒါလုံးဆောင်ချက်ကတော့မလုံလောက်ခဲ့ဘူးလို့ကျွန်တော်အနေနဲ့တော့ဒါသုံးသပ်လို့ရပါတယ်။ဘာလို့ဆိုတော့ကိတ်ကပဲဒါ PR လာတာကိုပဲသူတစ်ဖက်ကပြောရင်ပန်တိုဂျာကသူ့ကိုဒလက်ဆက် PR ပေးလာတာကိုဒါရှောင်ပြီးတော့ကောင်တာပြန်ထိုးနိုင်ခဲ့တယ်ဗျ။ဒါပေမဲ့ဒါတစ်ခါလေကြာရင်ဒါရန်သူကလွတ်သွားပြီးတဲ့ချိန်လေးမှာဆိုရင်လည်းသူက follow မလုံးနိုင်ခဲ့ဘူး။နောက်ပြတော့ဒါသူ့ရဲ့အဓိကပြဿနာကဒါအရေးချင်းမရှိတာမဟုတ်ဘဲနဲ့နောက်သိပ်ပြီးတော့ဗျာဒီလိုစိတ်ချတဲ့အခွင့်အရေးတွေကိုပဲစောင့်နေကြတာဖြစ်ပါဒါလည်းဒါမန်နယ်ကက်ရဲ့ style ပဲဖြစ်ပါတယ်ပြောရရင်သူကကောင်တာကိုလည်းစောင့်နေတအားလဲသူကတစ်ဖက်တိုက်စစ်စင်တာကိုပဲတော်တော်လေးကိုစောင့်တိုင်းပြီးတော့ကောင်တာကိုပဲအားကိုးလွန်းတယ်နောက်ကျတော့ပို့ပြီးတော့တိကျသေးကြတဲ့ထိုးရက်ကိုပဲအားကိုးတဲ့လူပေါ့နော်အစရတဲ့သူ့ရဲ့ style လဲအဲ့ဒါကြောင့်မို့ဒီလိုအမှားမျိုးဖြစ်သွားတယ်လို့ပြောလို့ရပါတယ်နောက်ဒါ UFC ပွဲဥဒ PR မှာဆိုရင်လည်းဒါပြိုင်ဘက်အတွေ့အကြုံနဲ့ပွဲရှင်ကိုအပြေးဝမလိုက်နိုင်ခဲ့တာကြောင့်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်နောက်စတုဒ္ဒချက်အနေနဲ့ဆိုရင်ဒါပန်တိုဂျာရဲ့ experience ကွာခြားချက်တွေနောက်ပြီးတော့ပန်တိုဂျာဘယ်ချိန်မှာဆိုရင်ဒါဖိအားပေးရမယ်ဘယ်ချိန်မှာအနိကဝင်ရမယ်ပြီးတော့ဒါ round ဆုံးမှာဆိုရင်လည်းဘယ်လိုမှတ်ယူရမယ်ဆိုတာကိုလည်းဒါနားလဲတယ်ပေါ့ပြောရရင်ဒါကိတ်ကပိုးမြန်ပြီးတော့ဒါ explosive ပို့ပြီးဖြစ်ပေမဲ့ပန်တိုဂျာပွဲကိုအနိုင်ရဖို့လိုတဲ့အလုပ်ကိုပို့ပြီးတော့ဇက်တိုက်လုပ်ခဲ့တယ်လို့တော့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်နောက်ပြီး official fight status မှာဆိုရင်လည်းကျွန်တော်ကြည့်လိုက်တာပန်တိုဂျာဗျစုစုပေါင်းထိုးချက်နဲ့ဒါပြောရင် significant strike အပိုင်းမှာဆိုရင်လည်းဒါအားတာခဲ့ကြောင်းဒါဖော်ပြထားလည်းဖြစ်ပါတယ်ဒီပွဲကနေမြင်ရတဲ့အချက်ကဒီပွဲမှာဆိုရင်ဒါအန်ရီရှိတဲ့ fighter ဖြစ်တာနဲ့round 9ယူနိုင်တဲ့ fighter ဖြစ်တာမတူဘူးဆိုတာကိုပြရတဲ့ပွဲလို့တော့ကျွန်တော်အနေနဲ့တော့ဒါမြင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒါကိတ်ကမြည်သည့်အချိန်မဆိုပြဒါပြိုင်ဘက်ကိုဒါထိခိုက်စေနိုင်တဲ့အမြန်နှုန်းနဲ့ power ရှိတာကိုတော့ကျွန်တော်အနေနဲ့လက်ခံတယ်ဒါပေမဲ့ဒါပန်တိုဂျာအချိန်ပြည့်အလုပ်လုပ်ပြီးတော့juice တွေမြင်မှာဆိုရင်ဗျာပြောရင်မြင်နိုင်တဲ့ PR တွေပေါ့နော်အောက်ပို့နဲ့ control တွေကိုလည်းဒါပေးနိုင်ခဲ့ပါတယ်ပြောရင်ဗျာဒီပွဲမှာဆိုရင်ဒါ manager ရှောင်းခဲ့တာသူ့မှာ skill ရှိလို့မဟုတ်ဘူးခြုံပြောရရင်တော့ skill မရှိလို့မဟုတ်ဘူးဗျာသူပြောရင်ပန်တိုဂျာနဲ့အတင်းကွာနေတာမဟုတ်ဘူးကျွန်တော်မြင်ရပြောမှဆိုတာသူ့ရဲ့ skill တွေကိုလုံလောက်အောင်မထုတ်ပြနိုင်ခဲ့လို့ပဲဖြစ်တယ်နောက်ကျတော့ဒီပန်တိုဂျာကတော့ပို့ပြီးတော့တိကျတဲ့ fighter မဖြစ်နိုင်ပေမဲ့ဒါပွဲကိုနိုင်ယူဖို့လိုအပ်တဲ့ဒါပြောရင် volume pressure နဲ့ experience တွေကိုအသုံးချပြီးတော့ဒါပွဲကောင်းပွဲဖြစ်တယ်ပေါ့နော်အသုံးချပြီးတော့ဒါသူအဆုံးအမှတ်မှာဆိုရင်လည်းဒါတော်တော်လေးတာတယ်လို့ဒါပြောလို့ရဖြစ်ပါတယ်အဲအကြောင်းမို့လဲသူအခွင့်အရေးရပြီးတော့နိုင်ရရှိတော့ဖြစ်ပါတယ်ဒီပွဲဆိုရင်ကျွန်တော် MMA မှာဆိုရင်ဒါအခွင့်အရေးကိုစောင့်နေခြင်းထက်ကျွန်တော်အမြင်အရပြောရင်ဒါကိုယ်တိုင်ဖန်တီးယူရတယ်ဆိုတာကိုဒါပြသခဲ့တဲ့ပွဲတစ်ပွဲဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့တော့ဒါသုံးသပ်မိပါတယ်အဲဆိုရင်တော့ကျွန်တော်ပြောပြမယ်ဒီဂျော်ရှူအာဗန်နဲ့တွေ့မယ်ဆိုရင်လည်းပြောရင်ဂျော်ရှူအာဗန်ကအတင်းကောင်တာပေါ့နော်အတင်းဆောင်းလို့လည်းမရဘူးဆိုတော့ဒါပြောရင်အမြင်ကျွန်တော်အမြင်လည်းဒါနော်သုံးသပ်လို့ရပါဘာလို့ဆိုရင်ဒီပွဲကိုကြည်ချင်းအဖြစ်ဂျော်ရှူအာဗန်အနေနဲ့ဆိုရင်ဒါကောင်တာကိုစောင်းတဲ့လောက်ပဲစောင်းရမယ်အများကြီးအတင်းစောင်းမယ်ဆိုရင်ပန်တိုဂျာအတွက်အမှတ်တွေတော်တော်ရသွားနိုင်တယ်ဒါပေမဲ့ဂျော်ရှူအာဗန်လည်းပြောရင်ဗျအတင်းစောင်းတဲ့ fighter မဟုတ်ဘူးဗျသူကအတင်းကို speed မြန်တဲ့အတွက်
ကောင်တာလည်းတိတ်ထိုးလေးရှိရမဟုတ်ဘူး तू ကပြောရင်တစ်ချက်3ချက်လောက်ရင်းထိုးတဲ့ပုံစံမျိုးလား သူ့ဘက်ကတော့3ချက်လောက်ပို့ထွက်တာကိုတွေ့ရပါရဲ့အားကြောင့်မို့ဂျော်ရှွာဘန်အနေနဲ့ဆိုရင်ဒီအတင်းရောဆိုရင်သာဖြစ်တိုင်းမဲ့ဒီအချက်လေးတွေကလည်း view ဆာမှာဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်ပြောရင်ပြောရင်မန်နယ်ကတ်နဲ့ပွဲရဆိုရင်ဒါတော်တော်လေးလည်းကြည့်ကောင်းတယ်နောက်ကျတော့ပြောရင်ဒီမန်နယ်ကတ်ရဲ့ပညာကိုပန်းတို့ကြဘယ်လိုဆော့သွားလဲဆိုတာလေဒါဂျော်ရှွာဘန်အတွက်လည်းပညာရစရာပွဲကောင်းတစ်ပွဲဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အဲ့ဆိုရင်တော့ကျွန်တော်နေ့သုံးသက်ပေးခဲ့တယ်ဒါပြောရင်မန်နယ်ကမ်နဲ့ဒါပြောရင်ပန်ဒိုဂျာတို့ရဲ့ပွဲစဉ်အဟောင်းလေးအကြောင်းကိုပရိသတ်တွေအနေနဲ့ဒါပြောရင်ဒီပန်ဒိုဂျာရဲ့ဒါကစားပုံနဲ့ဂျော်ရှွာဘန်တတိထားမဲ့အချက်တွေရဲ့ဒါကောင်တာဆောင်းလုံးရင်တော့အတင်းဆောင်တိုင်းနေတာကြီးကမကောင်းဘူးဆိုတာကိုဒါမန်နယ်ကပ်ပွဲကနေပြီးတော့ဖြည့်ပြသသွားရလဲဖြစ်ပါတယ်အဲ့ဆိုရင်တော့ပရိသတ်တွေအနေနဲ့ကျွန်တော်နေ့တင်ဆက်ပေးခဲ့တယ်ဒါပန်ဒိုဂျာနဲ့ဒါမန်နယ်ကပ်တို့ရဲ့ပွဲကတော့ဒါဒီလောက်ပဲဖြစ်ပါတယ်အားလုံးလည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် YouTube channel ဖြစ်တဲ့ Sport Game မြန်မာ channel ကိုလည်း like and subscribe လုပ်ရင်အားပေးခဲ့လို့ရအားလုံးကိုကျေးဇူးတင်ပါတယ်